ပြေတဲ့ခန္ဓာကိုယ်ဣရိယာပုဂ္ဂိုလ်ယူပြီးတော့တရားဓမ္မတို့ကိုနာခံမှတ်သားကျင့်ကြံပွားများအားထုတ်ကြမယ်ယခုဘုံဘုံတို့အနတ္တငါမဟုတ်ဘူးဆိုတဲ့သဘောကိုနှလုံးသွင်းပွားများကြမယ်ပွားများတယ်ဆိုတာအကျဉ်းချင်းနှလုံးသွင်းတာအကျဉ်းချင်းရှုမှတ်တာအဲ့ဒါကိုဘာဝိတ္တပွားများတယ်လို့ခေါ်ပါတယ်ယခုယောဂီအပေါင်းသူတော်ကောင်းတို့ဟောဒီခန္ဓာကိုယ်ကြီးဟာတာမန်ကြည့်ရင်ငါလို့ထင်နိုင်တယ်ငါသွားတယ်လို့ထင်နိုင်တယ်ငါထိုင်တယ်ထပ်တယ်လို့ထင်နိုင်တယ်ငါသဘောငါအလိုဖြင့်မြင်လို့ရတယ်ကြားလို့ရတယ်လို့ထင်နိုင်တယ်တကယ်တော့ယောဂီအပေါင်းတို့ဟောဒီခန္ဓာကိုယ်ကြီးကိုယောဂီတို့ပြောလို့မရဆိုလို့မရတားမြစ်လို့မရပါဘူးဘုရားရှင်ကအနတ္တလက္ခဏာနဲ့ပတ်သက်လို့ဘာပြောထားသလဲဆိုတော့ဟောဒီယုတ်နာနှစ်ပါးတို့သည်တဲ့ပြင်ပသူစိမ့်နဲ့တူ၏ပြင်ပသစိမ့်တို့ပဲတဲ့ပြင်ပသစိမ့်တို့ပဲပြင်ပသစိမ့်ဆိုတော့ကိုယ်နဲ့မသိတဲ့ပုဂ္ဂိုလ်ကိုဟဲ့မဲ့ဘယ်ချင်းသွားလို့ဘယ်ချင်းရေလျှိုးလို့ဘယ်ချင်းထမင်းစားလို့ပြောလို့မရဘူးတဲ့အဲ့ဒီလိုပဲခန္ဓာကိုယ်ကြီးကိုလည်းဟဲ့ဘလို့မြင်ပါဘလို့ကြားပါဘလို့ပဲတွေးပါအဲ့ဒီလိုသွားပြောလို့မရဘူးတဲ့နောက်တစ်ချက်ကမိမ့်မိအလိုမှကင်း၏မိမ့်မိအလိုအတိုင်းမဖြစ်ဘူးလို့ဆိုလိုတာကိုယ်ကမနာစေခြင်းဘူးဒါပေမဲ့မရဘူးကိုယ်ကကိုယ်ကစိတ်မစင်းရေးစေခြင်းဘူးဒါပေမဲ့မရဘူးလေစိတ်စင်းရေးတာပဲဒါကြောင့်မိမ့်မိအလိုမှကင်း၏တဲ့အရှင်းနှီးသာဖြစ်၏အရှင်းနှီးပဲဘာမှသုံးမရဘူးပေါ့အလကားကောင်းရှင်းနှီးကောင်းဘာမှကိုသုံးမရဘူးဆိုတဲ့သဘောအရှင်းနှီးပဲပိုင်ရှင်မရှိပိုင်ရှင်မရှိဘူးသူတို့ဖြစ်ရှင်တာဖြစ်နေတယ်သူကိုစိုးမိုးပိုင်နှင်းနိုင်တဲ့ပုဂ္ဂိုလ်မရှိဘူးသူတို့သဘာဝအားလျော်စွာသူတို့ဖြစ်ပေါ်နေကြတယ်အောက်လျှောက်ဓာမြေရွယ်မရအစိုးမရဘသူမှဟောဒီယုတ်ဟောဒီနံကိုဒီလိုနေပါဟိုလိုနေပါဒီလိုဖြစ်ပါဟိုလိုဖြစ်ပါလို့ပြောလို့မရဘူးတဲ့အလိုအတိုင်းမဖြစ်ကိုယ်သဘောကိုယ်အလိုအတိုင်းလုပ်လို့မရဘူးမနာခြင်းပဲမဲ့နာတယ်မအိုခြင်းပဲမဲ့အိုတယ်မပူလောင်ရခြင်းပဲမဲ့ပူလောင်ရတယ်
ဒါကြောင့်အလိုအတိုင်းမဖြစ်ဘူးဒါဖြင့်ယောဂီအပေါင်းတို့မိမိရဲ့ခန္ဓာကိုယ်ကြီးကိုကြည်လိုက်သူတို့ကိစ္စသူတို့လှုပ်ဆောင်နေကြပါ၏မျက်စိကမျက်စိအလုပ်ကိုလုပ်တယ်နားကနားအလုပ်ကိုလုပ်တယ်ခန္ဓာကိုယ်အတွေ့အထိကခန္ဓာကိုယ်အတွေ့အထိအလုပ်ကိုလုပ်တယ်အတွေ့ကအတွေ့အလုပ်ကိုလုပ်တယ်နာမ်ဆိုတဲ့စိတ်ကနာမ်အလုပ်ကိုလုပ်တယ်ယောဂီတို့ကဟေးကောင်းတာမေးလို့မကောင်းတာမလုံးနဲ့လို့ပြောလို့မရဒါကြောင့်ယောဂီတို့ယခုခန္ဓာကိုယ်စိတ်ကိုယ်ဒီနှစ်ပါးလုံးဟာသူတို့ကိစ္စသူတို့အလုပ်သူလုပ်နေကြတာဒါကြောင့်ယောဂီတို့ကကြည့်တဲ့အခါမှာသဇိမ်တယောက်ကိုကြည့်တယ်လို့မျိုးကြည့်ပြင်ပအရာဝတ္ထုကိုတစ်ခုကိုကြည့်တယ်လို့မျိုးကြည့်ကိုယ်နဲ့မဆိုင်တယ်လို့ကြည့်ကိုယ်နဲ့မပတ်သက်တယ်လို့ကြည့်ပေးပါယခုထိုင်နေတဲ့ခန္ဓာကိုယ်ကြီးတစ်ခုလုံးကြားနေတာလေငါနဲ့မဆိုင်တော့ဘူးငါလေးမဟုတ်ဘူးတွေးနေတာလေငါနဲ့မဆိုင်ဘူးငါလေးမဟုတ်ဘူးသိနေတာလေငါနဲ့မဆိုင်ဘူးငါလေးမဟုတ်ဘူးတွေ့ထိနေတာလေငါနဲ့မဆိုင်ဘူးငါလေးမဟုတ်ဘူးဩသဘာဝတရားများသူအလုတ်သူလှုပ်ဆောင်နေကြခြင်းသာဖြစ်ပါ၏လို့အဲ့ဒီလိုနှလုံးသွင်းကြည့်ပေးပါစားတဲ့ပုံရှိဒူဒူမပါဘူးဒီနောက်မှရှင်းရှင်းနေတော့ဒီသူပညာလေးပဲပညာကအဲ့ကလေးကိုအေးချင်းချင်းထားကိုယ်နဲ့မဆိုင်သလိုကြည့်ကိုယ်နဲ့မပတ်သက်သလိုကြည့်ဘုရားရှင်ကတော့ပြင်ပဒဇိမ့်တို့ကြည့်ပါတဲ့အနတ္တလက္ခဏာဒါဖြင့်ယခုယောဂီတော်ထိုင်နေတာသည်ငါမဟုတ်ငါနဲ့လေးမဆိုင်ငါနဲ့လေးမပတ်သက်သဘာဝတရားများသူကိစ္စသူအလုပ်သူလှုပ်ဆောင်နေကြတာသဘာဝတရားများသူကိစ္စသူအလုပ်သူလှုပ်ဆောင်နေကြခြင်းသာဖြစ်တယ်ကြာနေတာလေးငါမဟုတ်နာကျင်ကြိုက်ခဲပူအေးတွေ့ထိနေတာလေးငါမဟုတ်အသက်ရှူနေတာလေးငါမဟုတ်ဖောင်းပင်ဖြစ်နေတာလေးငါမဟုတ်တွေးနေတာလေးငါမဟုတ်သိနေတာလေးငါမဟုတ်သဘာဝတရားများသူကိစ္စသူအလုပ်သူလှုပ်ဆောင်နေကြပါ၏သဘာဝတရားများသူကိစ္စသူအလုပ်သူလှုပ်ဆောင်နေကြပါ၏လို့ယခုခန္ဓာကိုယ်ထဲမှာဖြစ်သမျှပြင်ပသစိမ့်တို့ကြည့်ပေးပါခန္ဓာထဲမှာဖြစ်ပေါ်သမျှပြင်ပသစိမ့်တို့ကြည့်ပေးပါ
အရှင်ထိုင်မှန်ရင်မျက်လုံးကိုဖွင့်တာစိတ်ကလေးကိုလန်းလန်းဆန်းဆန်းအေးချမ်းချမ်းထားယခုမြင်နေတာသည်ယောဂီတို့မဟုတ်မျက်စိဆိုတဲ့သဘာဝတရားကမြင်နေတာလို့နှလုံးသွင်းပဲကြားနေတာသည်ယောဂီတို့မဟုတ်နားဆိုတဲ့သဘာဝတရားကကြားနေတာလို့နှလုံးသွင်းပဲပူအေးတွန်းကန်တွေ့ထိနေတာသည်ယောဂီတို့မဟုတ်ခန္ဓာကိုယ်တွေ့ထိဆိုတဲ့သဘာဝတရားကတွေ့ထိနေတာလို့နှလုံးသွင်းပဲတွေ့နေတာသည်ယောဂီတို့မဟုတ်နှလုံးအကြည်ဆိုတဲ့သဘာဝတရားကတွေးနေတာလို့နှလုံးသွင်းပဲသိနေတာသည်ယောဂီတို့မဟုတ်စိတ်ဆိုတဲ့သဘာဝတရားကသိနေတာခံစားနေတာသည်နန္တရားသူဒီနံဆိုတဲ့သဘာဝတရားကသူကိစ္စသူအလုပ်သူလုပ်နေကြတာလို့အဲ့ဒီလိုနှလုံးသွင်းပေခြင်းဖြင့်အနတ္တလက္ခဏာကိုထင်အောင်မြင်အောင်ကြိုးစားကြရပါမယ်ထိုင်ထိုင်မိုက်မိုက်မဖြစ်စေနဲ့အရှင်ထိုင်မှရင်မျက်လုံးလေးကိုဖွင့်ထား
ခုမှကိုယ်အလိုတိုင်းမဖြစ်ဘူးဒါကြောင့်ဘုရားရှင်ကမိမ့်မိအလိုမှကင်း၏နာကိုပြောကြည့်လိုက်ဟေ့နာကြည့်ရဲ့ဒီတန်ပဲကြဟောတန်မကြနဲ့လို့ပြောကြည့်မရဘူးတဲ့မရဘူးတဲ့ခန္ဓာကိုယ်ကြီးရေမနာနဲ့မထုံနဲ့လို့ပြောကြည့်မရဘူးသူ့ရဲ့သဘာဝအားလျော်စွာဖောက်ပြန်နေကြတော့တာစိတ်ကလေးရေမတွေးနဲ့ကွာကုသိုလ်စိတ်ပဲဖြစ်ပါအကုသိုလ်စိတ်တွေမတွေးနဲ့အိမ်အကြောင်းသားအကြောင်းကုမ္ပဏီအကြောင်းမိသားစုအကြောင်းမတွေးနဲ့တရားအကြောင်းပဲတွေးပါလို့ပြောကြည့်သူရဲ့ကိလေသာဥပါဒံအားလျော်စွာတွေးနေကြတော့တာပဲဒါကြောင့်ခန္ဓာကိုယ်ကြီးဟာယောဂီတော့မဟုတ်သလိုယောဂီတော့အလိုမှလေကင်းနေကိုယ်စန္ဒာအတိုင်းသူတို့မလုပ်ဘူးဒါကြောင့်တစိမ့်လို့ပြောတာကိုယ်စန္ဒာအတိုင်းသူတို့မလုပ်ဘူးတဲ့သူတို့ကိစ္စသူတို့လုပ်ငန်းအားလျော်စွာပဲသူတို့လှုပ်ဆောင်ကြတာဟောကြည်စံငါအလိုအတိုင်းလေးတစ်ခုမှမရှိမဖြစ်ပါရောလားဘယ်ဖြစ်မလဲငါဆိုတာမှမရှိတာကိုတကယ်ကိုတစိမ့်ကိုယ်နဲ့မဆိုင်ကိုယ်နဲ့မပတ်သက်ကိုယ်မဟုတ်တဲ့ယုံတရားနံတရားတရားတဲ့နှလုံးသွင်းပေးတရားလေးအာယုံစိတ်ပေးကိုယ်နဲ့မဆိုင်ကိုယ်မဟုတ်တဲ့ယုံတရားနံတရားများစိတ်ကလေးကိုလန်းလန်းဆန်းဆန်းအေးချမ်းချမ်းထပ်ပြီးတော့နှလုံးသွင်းပေးပါစိတ်ကကြည်လင်နေဖို့လိုတယ်အေးချမ်းနေဖို့လိုတယ်ဒီတော့မှတရားကရတာဉာဏ်ကပွင့်ကြားတဲ့အပေါ်တွေ့ထီတဲ့အပေါ်တွေးတဲ့အပေါ်သိတဲ့အပေါ်မှာတတိကလေးကပ်ပြီးတော့စောင့်ကြည့်သူတို့ဖြစ်ပေါ်သမျှဩငံလေးမဟုတ်ပါလားသဘာဝတရားများသူကိစ္စသူအလုပ်သူလှုပ်ဆောင်နေကြပါရောလားလို့နှလုံးသွင်းပေးငါလေးမဟုတ်ဘူးသဘာဝတရားများသူကိစ္စသူလှုပ်သူလှုပ်ဆောင်နေကြတယ်လို့အဲ့ဒီလိုနှလုံးသွင်းပေးပါ
ရင်ပါသစိမ့်နဲ့တူဤမိမိအလိုမှကင်းဤအရှင်နှီးသာဖြစ်၏အလကားပဲဒါကြီးကိုလိုက်စောင့်ရှောက်နေရတာဘာမှလေမထူးဘူးအလကားပဲကြားတော့လေအလကားပဲတွေ့ကြည့်တော့လေအလကားပဲတွေ့တော့လေအလကားပဲသိတော့လေအလကားပဲဘာမှအနှစ်သာရမရှိဘူးတဲ့အရှင်နှီးအလကားတဲ့အရှင်နှီးပဲအနှစ်မရှိဘူးဆိုတဲ့သဘောငပြောမင်းကိုခွာတယ်လို့အထစ်မှာအနှစ်မတွေ့ဘူးဥတိုင်းပဲရှိငပြောပင်တွေ့ရင်တော့ဥတိုင်းတွေ့ဦးမယ်လူကိုခွာလို့ကတော့ဘာမှမတွေ့ဘာအနှစ်သာရမှမရှိဘူးပင်ပန်းဖို့ပဲဖြစ်မယ်ဆင်းရဲဖို့ပဲဖြစ်ကြာနေလေအရှင်ဒီအလကဘာမှဒီနာကြီးကိုအမလေးကြားတာတဲ့ဘာဖြစ်တာတဲ့လောက်မနေနဲ့တွေ့ထိတာတွေလေဘာညာအမျိုးမျိုးလောက်မနေနဲ့တဲ့ဘာမှမထူးတဲ့အရှင်နှိပဲယောဂီတို့အကျင့်ပေါင်းမြောက်များစွာတွေ့ထိပြီးပြီယခုထိဘာမှလည်းအဖြေမထွက်ဘူးဘုံဘုံတော်ယောဂီတို့အကျင့်ပေါင်းမြောက်များစွာကြားပြီးပြီကြားရင်နားမကောင်းတော့တာပဲအဖတ်တယ်လေဘာမှလည်းအဖြေမထွက်ပါဘူးကြည်တာကလည်းမျိုးစုံကြည့်ပြီးပြီဒါပေမဲ့ကြာလာလေးမြေလုံးပြတာပဲအဖတ်တင်လေဘာမှလည်းအဖြေမထွက်ပါဘူးအရှင်နှိပဲတဲ့အရှင်နှိပဲတဲ့ယောဂီတော်အရှင်နှိပဲဘာမှကိုမထူးတာဘာမှလည်းအနှစ်သာရဆိုပြီးတော့ရှာဖွေလို့မရဘူးဘလောက်ပဲမြင်မြင်ဘာမှလည်းထူးမသွားဘူးယောဂီတော်ဘာဖြစ်သွားတယ်လဲကြည့်လိုက်ကဘာပတ်ပြီးတော့ကြည်လာတာမြမန်ပတ်ပြီးတော့ကြည်လာတာဘာဖြစ်သွားတော့ကြားကျင်တဲ့အတန်တွေမျိုးစုံကြားလာခဲ့တာဒီအသက်အရွယ်ဒီကိုင်းဘာဖြစ်သွားတော့စားကျင်တဲ့အယတများစားတော့လာခဲ့တာယခုဒီဘာဖြစ်သွားတော့တွေ့တိရင်တဲ့အရာများတွေ့ထိလာလိုက်တာယခုဒီဘာများအဖတ်တင်ပြီတော့တွေးကျင်တယ်လို့တွေးလာလိုက်တာနှစ်ပေါင်းမနေတော့ဘူးကိုင်းအဖြေထုတ်ကြည့်စိတ်ကလည်းပဲဟိုနာခန္ဓာ၄ပါးမကလို့နာခန္ဓာတရားပဲဖြစ်ဖြစ်ဘာမှကိုမထူးတာတဲ့ဘာမှလေးရေရေရာရာလို့လည်းမတွေ့ဘူးတကယ်ကိုအရှင်နှီးပဲငါပြောပင်ခွာရင်တော့အထစ်မှာဥတိုင်းတွေ့အောင်မယ်ယခုဘာမှကိုမတွေ့တာတဲ့ဗျာဘာမှမတွေ့ဘူးပန်းကိုဘီကိုခွာတယ်လို့ရှိမှာဂောဘီတော့အဖတ်တွေခွာလဲအထစ်ပါတော့ဂောဘီတော့အဖတ်လေးကုံအထစ်ကအားလုံးလည်းတစ်ထုပ်လုံးလေးကုံသွားတာပဲဒါကြောင့်ယောဂီတော်ဘာမှမထူးတာနော်တက္ကမကြီးများကိုဘီတော်အဖတ်တွေခွာရင်းနဲ့တရားနှလုံးသွင်းအရှင်းနှီးပဲဆိုတာအဲ့ဒါမပြောဘဲနေပါလေဈေးကများဝယ်လာရင်အဖတ်တွေခွာရင်းနဲ့နှလုံးသွင်းဘာမှမထူးဘူးအရှင်းနှီးပဲယခုလည်းပဲခန္ဓာထဲမှာအနှစ်သာရဆိုပြီးတော့သွားမရှာလင့်တဲ့ခန္ဓာကိုယ်ခန္ဓာအထေတရဓာတ်လေးပါးကိုရှာဖွေကြည့်မလားအရေးပြားခွာကြည့်လဲသွေးရည်ပဲထွက်
သွေးဆိုတာအနတ်နံတဲ့ညင်နတ်နံသွေးတွေစောင့်ထုတ်လို့ရင်အသားတွေတွေ့မယ်အကျိုးတွေတွေ့ဘာမှတန်ဖိုးမရှိဘူးဘိုက်ကိုခွေးကြည့်လိုက်ရင်မစင်ထုတ်ပဲတွေ့မယ်ကလိစာတွေပဲတွေ့မယ်ယွန်စရာဥနောက်ဖွင့်ကြည့်လိုက်ရင်ဟိုးအစီခေးတွေပဲတွေ့မယ်ယွန်စရာဒါဖြင့်ခန္ဓာကိုယ်ကြီးကြည့်ရင်လေဘာအနှစ်သာရမှမရှိဂေးလုံးတစ်လုံးတူနဲ့ခွေးကြည့်ရင်တောင်မှယောဂီများအဖြစ်မှာဟောအယောင်လှလှလေးတွေတွေ့နိုင်သေးတယ်ကြည့်လို့ရှုလို့ကောင်းနိုင်တဲ့အရာတွေတွေ့နိုင်သေးတယ်လူကိုခွာကြည့်အရေးပြားတွေခွာကြည့်မျက်စိအပြင်အမြင်အပြင်လေးမလှဘူးအစင်းအပြင်လေးမလှဘူးအနံ့အပြင်လေးမလှဘူးမကောင်းဘူးပေါ့ကိုင်းတော့မကိုင်းခြင်းဘူးအတွေ့အထိကောင်းဖို့နေနေသာသာဒီအကြောင်းယောဂီများမတွေးကြည့်ဘသူကခွေးအပေါက်ကောင်အကြောင်းတွေးကြည့်မလို့ဟာယွန်စရာကြီးပြောဖို့မပြောနဲ့ငါမတွေးကြည့်လွန်းလို့ပါတယ်သူများပြောတာတောင်မှကိုယ်နားထိမကြားကြည့်ကြားမိရင်တွေးမိမှစိုးလို့သူပြောရင်စိတ်ကူးထိမြင်မြင်လာလို့ဒါဖြင့်ယောဂီတို့မြင်လေးမမြင်ခြင်းဘူးကြားလေးမကြားခြင်းဘူးနမ်းလေးမနမ်းကျူခြင်းဘူးစားကြည့်ဖို့ကတော့ဝေးထိလေးမထိခြင်းဘူးဒီအကြောင်းတွေးလေးမတွေးခြင်းတကယ့်ကိုအရှင်းနီးတဲ့တကယ့်ကိုအရှင်းနီးခန္ဓာကိုယ်ကြီးမျက်စိနာကြည့်လိုက်ပြန်တော့လေဘလောက်ပဲကြားကြားဘလောက်ပဲမြင်မြင်ဟောဘာမှမထူးဘာမှမထူးဘူးတဲ့ဒါဖြင့်ယောဂီအပေါင်းသူတော်ကောင်းတို့ဘာမှအနှစ်သာရမရှိတဲ့ဟောဒီခန္ဓာကိုယ်ကြီးလို့နှလုံးသွင်းပြီဘာမှအနှစ်သာရမရှိတဲ့ခန္ဓာကိုယ်ကြီးပြီးတော့ဘုရားရှင်ကပြောသေးတယ်ပိုင်ရှင်မရှိဘူးတဲ့ပိုင်ရှင်မရှိဘူးဆိုပဲပိုင်ရှင်မရှိပိုင်ရှင်ရှိတဲ့ပစ္စည်းများဘလို့ဖြစ်တော့နေနေပြည့်ရင်ပြုပြင်လို့ရတယ်လိုသလိုပြုပြင်ထားလို့ရတယ်ပန်းတွေများဆိုပါဆိုပန်းစိုက်ခင်ပိုင်ရှင်မရှိတဲ့ပန်းစိုက်ခင်ကတော့ပွင့်ခြင်းသလိုပွင့်ပဲသိခြင်းသလိုသိမယ်အောက်ကိုလည်းကျိုးခြင်းလည်းကျိုးနေမယ်ပေါ့ပိုင်ရှင်ရှိတဲ့ပန်းခင်းများဆိုရင်မသေးရအောင်ဆေးတွေကျွေးမယ်ရေတွေလောင်းမယ်ကျိုးကြရင်လည်းကျိုးကြသလိုကကြီးတွေနဲ့ညှက်လို့သုတ်သင်ပေးတော့တတ်တတ်ရရပေါ့ပိုင်ရှင်မရှိရင်တော့ဖြစ်သလိုပဲယခုလည်းပဲယောဂီတော်ခန္ဓာကိုယ်ကြီးဟာပိုင်ရှင်မရှိဘူးပြုပြင်လို့မရဘူးပြုပြင်ပေးမဲ့လူလည်းမရှိဘူးပိုင်ရှင်မရှိဖယိုးဖယာဖြစ်တကယ်ကိုပင်လေထဲမှာလေတိုက်တော့လွင့်ကျင်သလိုလွင့်နေတဲ့လေလိုပဲအထိမ့်မပါဆက်မပါဘဲနဲ့တက်မပါလှေမပါဘဲနဲ့သွားနေတဲ့တကယ်ဆက်လေယခုလည်းပဲမျက်စိပိုင်ရှင်မရှိနားပိုင်ရှင်မရှိရှိတဲ့အတိုင်းမြင်တာပဲတခုမှသွားပြီးတော့ဖန်တီးလို့မရဘူးပြုပြင်ထားလို့မရဘူးနားလေဒီအတိုင်းပဲအတွေ့အထိလည်းဒီအတိုင်းပဲအတွေ့လည်းဒီအတိုင်းပဲစိတ်လည်းဒီအတိုင်းပဲသူရဲ့အဆွေဥပါဒံအလျော်စွာဖြစ်ခြင်းသလိုဖြစ်မြင်ခြင်းသလိုမြင်နေကြတာတခုမှပြုပြင်ဖန်ဆင်းထားလို့မရပါဘူးတဲ့တခုမှပြုပြင်ဖန်ဆင်းထားလို့မရပါဘူးတဲ့ယောဂီအပေါင်းတို့ဒါကြောင့်စိတ်ကလေးကိုအေးအေးချမ်းချမ်းထားပြီးတော့ပိုင်ရှင်မရှိတဲ့
ခန္ဓာကြီးပဲပိုင်ရှင်မရှိတဲ့ခန္ဓာကြီးပဲလို့နှလုံးသွင်းပေစိတ်ကလေးကိုလန်းလန်းဆန်းဆန်းအေးအေးချမ်းချမ်းထားပြီးတော့နှလုံးသွင်းပေးပါပိုင်ရှင်မရှိတဲ့ခန္ဓာကိုယ်ကြီးပြုပြင်တားမြစ်လို့မရတဲ့ခန္ဓာကိုယ်ကြီးပြီးတော့ယောဂီတော်ဘုရားရှင်ကအောက်လျှောက်တားမြစ်လို့မရဘူးတဲ့အောက်လျှောက်ထားလို့မရတားမြစ်လို့မရအစိုးမရဘူးပေါ့အနန္တနတ်အတ္တမိမိအလိုအတိုင်းမဖြစ်ဘူးမိမိအလိုအတိုင်းမဟုတ်ဘူးမိမိအလိုအတိုင်းမဟုတ်ဘူးတဲ့သူ့အလိုသူ့ကိစ္စသူ့အလုပ်သူလုပ်နေကြတာသူ့အစွေးနဲ့သူသွားနေတာလေတိုက်တိုင်းလွင့်ပါနေတဲ့လှေလိုပဲအစွေးစွေးရာကိုသွားတာပဲအစွေးကပ်ရာကိုသွားတာပဲဒုတိယကအောက်ရှုပ်ထားတာမဟုတ်ဘူးဓာမြစ်ထားလို့မရဘူးမျက်စိကိုလည်းဟေ့ဒီလိုပဲမြင်ပါဟိုလိုမမြင်ပါနဲ့ပြောလို့မရနားကိုလည်းဒီတန်ပဲကြားပါဟောတန်မကြားပါနဲ့လို့ပြောလို့မရခန္ဓာကိုယ်ကြီးကိုလည်းဟေ့ငါပူတာမကြိုက်ဘူးအေးတာမကြိုက်ဘူးနားတာမကြိုက်ဘူးမလာနဲ့လို့ပြောလို့မရကြည်စံကြည်စံယောဂီအပေါင်းဘလောက်တောင်ဒုက္ခများသလဲဘလောက်တောင်မှဘလို့ပြောမလဲပြောစရာစကားလုံးတောင်အတိတ်ပဲပေါ်အောင်ပြောဖို့ခက်တယ်အဲ့လောက်အဆင့်ထိကိုပဲသူရဲ့ဥပါဒံအစွဲကိလေသာအစွဲအလျောစွာဖြစ်ပေါ်နေတဲ့သွားလာနေတဲ့ဥဒိနေတဲ့ဥမော့နေတဲ့ယုတ်နံကြီးအဲ့ဒါကိုငံလို့ထင်တာဗျာထင်နိုင်စရာအကြောင်းအရာလေးမတွေ့ပါဘူးထင်နိုင်စရာအကြောင်းရှိလို့ထင်ရတယ်ဆိုရင်တော့ဒါဟုတ်တယ်ပေါ့ယခုထင်နိုင်စရာလေးအကြောင်းမတွေ့ဘူးကျေစံကျေစံသဘာဝတရားများယုံနာဆိုတဲ့သဘာဝတရားများသူ့ရဲ့အစွဲအားလျော်စွာဖြစ်ခြင်းတိုင်းဖြစ်နေတာအဲ့ဒါကိုငံလို့ထင်လိုက်ရင်အဲ့လောက်ယူမဲ့ပုဂ္ဂိုလ်ရှိပါအောင်မလားငါသွားတယ်ငါလာတယ်လို့ထင်လိုက်ရင်အဲ့လောက်အဲ့တဲ့ပုဂ္ဂိုလ်ရှိပါအောင်မလားစိတ်ကလေးကိုလန်းလန်းဆန်းဆန်းထပ်ပြီးတော့ဟောဒီခန္ဓာကိုယ်ကြီးကိုရှုံငုံကြည့်ကြည့်ပြီးတော့ဩဒီခန္ဓာကဒီသဘောကိုလို့အဲ့ဒီလိုစင်ဆက်မပြတ်နှလုံးသွင်းနေကြရမှာဖြစ်ပါလေပြီးတော့ယောဂီတို့အလိုအတိုင်းမဖြစ်ဘူးတဲ့ကိုယ်အလိုအတိုင်းဖြစ်နေတာမဟုတ်ဘူးတဏှာကံဥပါဒံတွေကအလောက်လောက်နေကြတာတဏှာတွေကံတွေကလောက်နေတာငါမရှိတော့ငါအလိုလေးမရှိတော့ဘူးပေါ့အဲ့ဒါကိုလူတွေကတရားဝါတွေကငံလို့ထင်နေကြတာဓမ္မဝိဇ္ဇယာတံဘောဇင်ကိုကိုယောဂီနိုဘဂဝတာသမ္မာတခါတောဘာဝိတောဘဟုလိကတောအဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တတိ
ဝေရိယသံဘောဇင်ကိုကိုယောဂီနိုဘဂဝတသမ္မာတခါတောဘာဝီတောဘဟုလိကတောအဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တိဗေတိသံဘောဇင်ကိုခောယောဂီနိုဘဂဝတသမ္မာတခါတောဘာဝီတောဘဟုလိကတောအဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တိသာတတိသံဘောဇင်ကိုခောယောဂီနိုဘဂဝတသမ္မာတခါတောဘာဝီတောဘဟုလိကတောအဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တိသမ္မာတိသံဘောဇင်ကိုခောယောဂီနိုဘဂဝတသမ္မာတခါတောဘာဝီတောဘဟုလိကတောအဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တိဘုဗ္ဗခာသံဘောဇင်ကိုခောယောဂီနိုဘဂဝတသမ္မာတခါတောဘာဝီတောဘဟုလိကတောအဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တိဣမိနံဘောဇင်္ဂနုဘာဝေနံဣမိနံဒါနာသီလဘာဝနာဂုဏနာနုဘာဝေနံဤကဲ့သို့ဘောဇင်တရားတို့ဤဂုံတော်ကျေးဇူးတော်တကောတို့ကြောင့်ဧကဲ့သို့လှူဒန်းကြရသည့်ဒါနကုသိုလ်စောင့်တည်ကြရသည့်သီလကုသိုလ်ပွားများကြရသည့်ဘာဝနာကုသိုလ်တို့ဤဂုံတော်ကျေးဇူးတော်တကောတို့ကြောင့်အလုံးသောကြွားရောက်တော်မူလာကြကုန်သောနာကောင်းနာမြတ်နာပေါင်းတော်နှင့်တကွတရားစကံလူရှင်မွေးနေ့ရှင်သမီးလေးယွန်းလေပြေဦးနှင့်တကွဥကြိုမဲဥတော်ယုသင်္ကီအေမိသားစုအပေါင်းတို့သည်အလုံးသောဤခမ်းမကိုလှူဒန်းပေးကြကုန်သောဤဟောတေပိုင်ရှင်မိသားစုအပေါင်းတို့သည်အလုံးသောတရားဓမ္မပွားများအားထုတ်နေကြကုန်သောယောဂီသူတော်စင်အပေါင်းတို့သည်အလုံးသောတရားစကံဖြစ်မြောက်အောင်ဝေယဝိစ္စပြုလုပ်ပေးကြကုန်သောပုဂ္ဂိုလ်အပေါင်းတို့သည်အလုံးသောဆက်ဆံပတ်သက်သမျှသောပုဂ္ဂိုလ်အပေါင်းတို့သည်အလုံးသောလူနာဗျမ္မာတတ္တဝါအပေါင်းတို့သည်ကျမ်းမာပါစေတည်းရှင်းသာပါစေတည်းယောဂဗယတွေကင်းဝေးနိုင်ကြပါစေတည်းဇီဝဥစ္စာတွေတိုးတက်နိုင်ကြပါစေတည်းဘုံကံတွေကြီးမားကြပါစေတည်းသစ္စာလေးပါးမြတ်တရားကိုလွယ်ကူစွာထိုးထွင်းသိမြင်တော်မူနိုင်ကြပါစေကုန်သတည်းဒီကနေ့တပေါင်းသားလေးနဲ့ကြီးမြတ်တဲ့ညမှာ
သိရှိမိန်တို့ရဲ့ဆရာတော်ဘုရားရဲ့ဒီနေ့လာဒီနေ့တစ်ခါအများဆုံးသောကုသိုလ်တော်ဒီဓမ္မဒါနဓမ္မပူဇာပြုခြင်းသမီးလေးပြောရည်ဦးဒီတရားဓမ္မပြုခြင်းအေယောဒီကရံဟိုတယ်မိသားစုတို့ဖြစ်ကြပါတယ်သိရှိမိန်တို့ရဲ့ဆရာတော်ဘုရားပရိယပฏิပတ်ပရိဝေဒအာတော်ကြကြီးကသာသနာတော်ပြုရာ၌အဆက်သောပစ္စည်းလေးပါနဝကမ္မလူတော်ပြည့်သိမ့်300နှင့်သူဝေဝတ္ထုပစ္စည်းများကိုအလူရှင်များဖြစ်ကြတဲ့ကိုကျော်မင်းဦးတော်မြို့သူကြီးအမမိုးမြေရွှေရင်ကျော်နှင့်သမီးလည်းမွေးနေ့ရှင်ပြောလေပြီဦးမိသားစုတို့မှာတပိယအစိန်ကျတော်ဘုရားအားလူနာပေးကြပါယံလေးစားစွာပန်ကြားပါရခင်ဗျာကင်မရာကိုပဲလှည့်မယ်ဟမ်ရအပေါ်မှာလေးရဟမ်ဟမ်အဲသာဓုခေါ်မယ်သာဓုသာဓုသာဓုဟုတ်တယ်သာဓုသာဓုသာဓုခံကြမရှမ်းသာပါစုချောင်းပါကင်းရှင်းနိုင်ကြပါစေဥချမယ်ဒီဘက်မှာဘုန်းကြီးကဒီဘက်မှာဟုတ်နောက်တစ်ခေါက်ပေါ်တော့ပြန်နှုတ်ရတယ်ယောဂီများအမြတ်ပေးဝေကြမယ်ဘုန်းတော်ဒီစာရွက်ရဲ့နောက်ဖက်မှာမဆုံးခင်တမျက်နှာပေါ့အဆုံးစာရွက်မဆုံးခင်တမျက်နှာမှာအမြတ်ဝေဆိုတဲ့စာပိုက်ပါပါတယ်ခုံတော်ဘမေတ္တာဘောစာအုပ်ထဲမှာလည်းပါတယ်အခုဒီစာအုပ်ထဲမှာလည်းထည့်ထားတယ်ဒီစာရွက်ထဲမှာသမထဝိပဿနာစာရွက်ထဲမှာလည်းနောက်ဘက်မှာထည့်ထားပါတယ်အရင်ကအဟောင်းမှန်တော့မပါဘူးကိုအစ်စ်မှထည့်ထားတယ်ခိုင်အဲ့ဒီစာရွက်ကိုကြည့်ပြီးတော့အလုံးဆိုကြမယ်ယနေ့ယခုပြုံးပြုံးသမျှ
ဒါနကုသိုလ်သောက်တည်သမျှသီလကုသိုလ်ပွားများအားထုတ်သမျှသမထဝိပဿနာကုသိုလ်ထိုကုသိုလ်ကောင်းမှုအစုစုတို့ကိုအကျွန်ုပ်နှင့်ထာတုထမြတ်အမြတ်ဘေဝေပါ၏ဥဘဝဒောဇခေကြကုန်သောမဘောဘွားဆွေမျိုးတို့အားအမြတ်ဘေဝေပါ၏ရှေရှေဘဝဒောဇခေကြကုန်သောမိဘဘောဘွားဆွေမျိုးတို့အားအမြတ်ဘေဝေပါ၏အကျွန်ုပ်နှင့်ဆက်ဆက်ပတ်သက်သမျှသောနတ်ဒေဝတို့အားအမြတ်ဘေဝေပါ၏အကျွန်ုပ်နေထိုင်ရာအိမ်ကျောင်းတော်ရန်အတွင်မြို့အတွင်တိုင်းပြည်နယ်အတွင်နိုင်ငံအတွင်ကမ္ဘာတွင်၌ရှိကြကုန်သောနတ်ဒေဝတို့အားအမြတ်ဘေဝေပါ၏ဘောရောတရားမင်းနှင့်တကွစွာနတ်ဒေဝတို့အားအမြတ်ဘေဝေပါ၏ဝိရထဝိရုလကဝိရုပကကုဝေရဟုသောနတ်မင်းကြီးလေးဦးနှင့်တကွရွှေရန်များစွာနတ်ဒေဝတို့အားအမြတ်ဘေဝေပါ၏သာသနာတော်ကိုစောင့်ရှောက်နေကြကုန်သောသာသနာဆောင်နှံတော်အားအမြတ်ဘေဝေပါ၏လောကကြီးကိုစောင့်ရှောက်နေကြကုန်သောလောကဆောင်နှံတော်အားအမြတ်ဘေဝေပါ၏ရေဆောင်နှံရေဆောင်နှံအာဂတဇောဒုက္ခဇောနတ်တော်အားအမြတ်ဘေဝေပါ၏လောကီဝိဇ္ဇာဇောကြည်တပတိအပောင်းနဂါအပောင်းယက္ခအပေါင်းတို့အားအမြတ်ဘေဝေပါ၏မယေတနေယမမင်းကြီးအားအမြတ်ဘေဝေပါ၏32ဘုံကျင်လေနေကြကုန်သောရှိရှိသမျှကြာကြာသမျှသောပုဂ္ဂိုလ်တ attva တို့အားအမြတ်ဘေဝေပါ၏အမြတ်ရကြသည်ဖြစ်ပါစေသာအရှင်ဘုရားကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်ကြပါကုန်လောဒုသာဒုသာဒုကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်ပူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်ပူကြပါကုန်လောသာဓုသာဓုသာဓုကျွန်ုပ်သည်အရိယာသူတော်ကောင်းများပေဝေအပ်သောမေတ္တာဓာတ်ကိုလေခံယူပါကုန်၏သာဓုသာဓုသာဓုတနေ့တာတရားစခန်းအောင်မြင်ပြီဖြစ်တဲ့အတွက်ကြောင့်ဗုဒ္ဓသာသနာစီယံတတတုဖြင့်အခမ်းအနားကိုရုပ်သိမ်းကြမယ်ဗုဒ္ဓသာသနာစီယံတတတုဗုဒ္ဓသာသနာစီယံတတတုဗုဒ္ဓသာသနာစီယံတတတုသာဓုသာဓုသာဓု